ဒီမှာသားလေးတို့အတွက်မိသားစုပဏ္ဏပုံလေးတွေထွက်လာပြီ အမေရေလှလိုက်တာအိမ်ပုံလေးကလှလိုက်တာ ကျွန်တော်တို့အိမ်ပုံလေးနဲ့တူတယ် အမေရေ အမေဘေးအိမ်ကိုအကြိုက်ဆုံးလဲကျမကတော့အလဲရန်ចောင်းသားသားနှစ်ယောက်ကိုပြုစုပြိုးထောင်နေတဲ့အသက်သိပ်ဆက်အရွယ်အမျိုးသမီးတဦးဖြစ်ပါတယ် အရင်များတာပဲပို့ချွေတာရမယ် အစားတော့ပဲဟာအားလုံးစားလို့ရအောင်လုပ်ထားတာပါရှင် အများရန်ပတ်စံဖြုံးနေတယ်မိဖို့ချွေတာဟုတ်ဒီထက်ပိုအပြက်ထည့်ပြီးလျှော်ရမှာပေါ့ဒီလိုမျိုးဟာလာဟင်းလင်းနဲ့လျှော်ရင်မိခတွေအများကြီးထွက်ကုန်တာပေါ့ ဒါလေးဘယ်နှလုံးမှမရှိတာကိုဘာလို့ပန်းကန်ဆေးစက်နဲ့ဆေးရတာလဲကိုယ်တိုင်ဆေးလိုက်ရင်ရနေတာကို မိဖို့ချောင်စရိတ်လျှော့ပါဆိုတာကိုနားဘူးနားစာလုံးလုံးလို့နားထဲတောင်ဆွဲနေပါပြီသားနှစ်ယောက်ကိုတွေးပြီးကောင်းကောင်းကြွေးကျင်တဲ့စိတ်နဲ့ရက်ွက်ထဲကအသားဆိုင်ကနေနန်ယို တုံးတန်းဖို့ဘာလို့ဝယ်လာတာလဲကျမကြိုက်လို့ဝယ်တာ ဘာဖြစ်လဲ အပိုတွေလုတ်ပြီး ပိတ်ရကြရင်အပြင်မှာအသားကင်သွားစားကြမှာမဟုတ်လားဒါကိုဘာလို့အသားတွေထက်ဝဲတာလဲ အပြင်မှာစားဖို့က3ရက်တောင်လိုသေးတာပဲအသားစားလို့ရတာပေါ့ စားစရိတ်ချွေတာဘာလို့ပြောရတယ်မဟုတ်လား ဒီလောက်ပူတဲ့ရာသီဥတုမှာကျမကနန်ယိုးတွေလုပ်ချင်မှာမလားကုန်ကြစရိတ်တွက်ချေကြိုက်အောင်အိမ်မှာနန်ယိုးလုပ်ပေးခောက်ဆွဲဖက်တွေဝယ်ပြီးတော့ sauce ပါကိုယ်တိုင်လုပ်ပေးတာကလေးတွေကိုဂယုစိုက်ပြီးကျွေးမွေးခဲ့ရင်ကျေးဇူးတောင်တင်ရမှာမဟုတ်ဘူးလားအဲ့လိုပြောလိုက်တော့ကျွန်တော်တို့လည်းပတ်စံတက်တာသွားတယ်လို့တွေးမိသွားပုံရပါတယ် ၃ရက်အကြာပိတ်ရညနေခင်းမှာရောက်ခမတွေကိုခေါ်ပြီးအပြင်မှာအသားကင်သွားစားခဲ့ကြပါတယ်ကြက်တုံပြူလဲထက်ယူခဲ့ဦးဆက်လက်ရွက်လဲယူခဲ့ရမှာပေါ့နှမ်းရွက်လဲပအောင်ယူခဲ့ဦး ကောင်းကောင်းကြက်သွားပြီပဲအဲ့လိုမျိုးယူသွားပြီးတော့အမျိုးသားရဲ့ပတ်ဆက်ထဲကိုခွန့်ကြွားလိုက်ပါတော့တယ်နောက်ဆုံးတော့အသားတတုံးတောင်တေးသေးချာချာမစားလိုက်ရပါဘူးပြက်ကနာကအခုကစတာပါအသားပဲกินနေရလို့ဘိုက်အရန်စားလာပြီခောက်ဆွဲအေးတပွဲလောက်တော့အဝစားလိုက်ရမယ်လို့စဉ်းစားနေတဲ့အချိန်မှာငါကတော့နန်ရိုးဆက်ပြုတ်အဖေကတော့ဘာသုံးဆောင်မလဲခင်ဗျာရေခောက်ဆွဲအေးမှလိုက်ပါဦးကျွန်တော်တို့အမေကတော့ခောက်ဆွဲအေးတုံးမှာပေးပါ โอเคအမေကခောက်ဆွဲအေးတုပ်ကလေးတွေအတွက်လည်းခောက်ဆွဲအေးတုပ်နှစ်ပွဲမှာဆိုတော့မင်းကတော့ကလေးတွေနဲ့အတူတူဝေးမြစားလိုက်ရင်ရပြီနော် မဟုတ်ဘူးကျမတို့လည်းတပွဲတီးတတ်မှာပေးကျမအခုဘိုက်စာနေလို့ သမီးရေဒီမှာကအသားစားပြီးမှစားတဲ့ခောက်ဆွဲအေးမဟုတ်ဘူးနော်ပမာဏကထင်တာထက်ပိုများတယ် ကလေးတွေစားရင်ဘယ်လောက်တောင်စားမှမလို့လဲပမာဏကလည်းများတာမလို့နှစ်ပွဲပဲမှ ကျမခောက်ဆွဲတပွဲတီးတတ်မှာစားတာကနှမျိုးစရာကောင်းလို့လား ဘာတွေပြောနေရလဲပမာဏကများလုံးလို့ကလေးနဲ့ဝေးစားပါလို့ပြောတာပဲလေ ဟုတ်တယ်နှမျိုးလို့အဲ့ဒီလိုလောက်တာပဲဟုတ်မလဲကလေးတွေကကြီးထွားနေတဲ့အရွယ်ဆိုတော့ကောင်းကောင်းစားနိုင်တာပဲမကြံစည်နဲ့အများကြီးစားကြနော် ခောက်ဆွဲအေးတပွဲတောင်တေးသေးချာချာမစားရတာဘလောက်တောင်ဝမ်းနေဖို့ကောင်းလဲဝက်နံရိုး3ပွဲနဲ့ခောက်ဆွဲ3နှစ်ပွဲကိုပါဆယ်တီးတန့်ထုတ်ပေးပါဦး ဘာလို့ထပ်မှာတာလဲအခုငါတို့မှာထားတာတင်2သိန်း2တောင်း3တောင်တောင်ကြာနေပြီ 2သိန်းဆောက်တောင်းတေးထောင်ကြောင်ပြောနေတာကိုကြည့်ရင်ငါစားတာကိုနှမျောနေခဲ့တာနံရိုးနှစ်ပွဲနဲ့ခောက်ဆွဲကကျမစားမှာပါပြီးတော့ပါဆယ်ကတော့ကျမရဲ့အမေတို့အိမ်ကိုယူသွားဖို့ဟဲ့အဲ့လိုစားတာလားကြည့်လိုက်ပါဦးကျမတီရှပ်တစ်ထည်လောက်ဝယ်ရင်တော့စိတ်ဆိုးပြီးကိုယ့်ပစံနဲ့ကို3တာတော့မျက်စောင်းထိုးတယ်ဈေးဝယ်ရင်လည်းပြေစာကိုတစ်ခုချင်းစီလိုက်စစ်ဆေးတယ်ဒါကကတ်ဆေးမနှဲတာလားရှင်ကစုဆောင်းထားတာတွေအများကြီးရှိပုံပါပဲဆက်ပြီးတော့ဒါကြည့်လိုက်အိမ်စရိတ်ကိုနည်းနည်းလေးပဲပေးပြီးတော့မိခချွေတာပါစားစရိတ်ချွေတာပါနဲ့တခါတလေရက်ွက်ထဲကမကန်နေနဲ့ကဖေးမှာကော်ဖီတစ်ခွက်တောက်ရင်အမျိုးသမီးတွေအချင်းချင်းပတ်စံဖြုံးတီးနေကြတယ်လို့နားဘူးနားစာလုပ်တယ်အဲ့ဒီလိုလုပ်နေပြီးတော့ရှင်ကတော့ကောမတီမှာအဆက်ကွဲလို့မဖြစ်ဘူးဆိုပြီးတမိုးကြီးအဝတ်အစားတွေနဲ့တမိုးကြီးဖက်နှက်တွေကိုဝတ်ဆင်သွားလာနေတယ်ဟန်ဆောင်မှုမျိုးစုံကိုတော့အကုန်လုံးနေတာပဲမဟုတ်လား ဘာလို့ပြောတာလဲ ကလေးတွေကိုအားကစားဖိတ်နဲ့ဝယ်ပေးရင်ပတ်စံ2မျိုးစရာလို့ပြောပြီးမရှိရှိတဲ့ပတ်စံလေးနဲ့လူကိုစိတ်တိုင်းကြချက်လဲနေရတော့ပျော့နေတာလားကလေးတွေကိုကြည့်ပေးမဲ့လူမရှိလို့ကောင်းကောင်းလဲပတ်နေတဲ့ကုန်းဘက်နီကတော့အလုတ်ထွက်ပြီးအိမ်မှာပဲအိမ်ထိန်လှုပ်လာတာ7နှစ်ကျော်သွားပြီမဲ့ကျမလည်းအခုကစပြီးပတ်စံရှာတော့မယ် ကလေးတွေအထက်တန်းကျောင်းတက်ရင်တက္ကသိုလ်ဝင်စာမေးပွဲပါဖြေရမှာကိုရက်ွက်ထဲမှာအချိန်ပိုင်းလောက်သွားလို့မလို့လား အလုတ်ထွက်တုန်းကရတဲ့လှုပ်သက်စုချင်းငွေတွေကိုတပြားမှမသုံးပဲကျမကတော့ online အစားအသောက်လုပ်ငန်းတစ်ခုကိုစတင်ခဲ့ပြီးကြိုးကြိုးစားစားလုပ်ကိုင်ခဲ့တာစတင်ပြီး3လအကြာမှာအယောင်ပမာဏကတိတိတသာမြင့်တက်လာပြီးအမျိုးသားရဲ့ဝင်ငွေထက်အများကြီးပုံမှုရှာဖွေနိုင်ခဲ့တယ် မိမတွေတန်ရှင်းရေးလဲအကုန်လှုပ်ထားပြီးပြီဆိုတော့တို့အပြင်မှာသွားစားကြမလား အပြင်မှာစားစရာမလိုပါဘူးကလေးတွေကိုကောင်းကောင်းကျွေးပြီးပြန်လာမှာမို့လို့ရှင်ကတော့အိမ်မှာပဲစားလိုက်တော့စားစရိတ်ချွေတာရမယ်လေဒီနေ့ရောင်းအားကောင်းလို့ရှင်အတွက်လက်ဆောင်လေးဝယ်လာတယ် မိမရေငါဒီထက်ပိုပြီးကောင်းကောင်းလုပ်ပါမယ် အခုတော့အမျိုးသားကကျမရဲ့မျက်နှာရိပ်မျက်ခြေကိုကြည့်ပြီးနေထိုင်နေရပါပြီ